ကျွန်တော်ဒီအခက်အခဲတွေကြုံနေရတာနည်းနည်းတော့ကြာပြီပေါ့နော်ကျွန်တော်ရဲ့အခက်အခဲတွေကိုဖြေရှင်းဖို့ဆိုပြီးဟိုတရက်ကပစ္စည်းတစ်ခုကျွန်တော်စီကိုရောက်လာတယ်။ဘာပစ္စည်းလဲဆိုတော့ဒီပစ္စည်းကိုကျွန်တော်ဖောက်ပြီးတဲ့ချိန်မှာကျွန်တော်လိုချင်တဲ့အနေထားကျွန်တော်အသုံးတဲ့မဲ့ပုံစံကိုတွေ့ရလို့ review ပြန်ပြီးတော့ပေးခြင်းတယ်ကိုတကယ်နှစ်သက်တဲ့ပစ္စည်း product တစ်ခုကိုကိုယ့်ရဲ့မိတ်ဆွေတွေကိုပြန်ပြီးတော့ sharing လုပ်ပေးချင်တာပေါ့နော် okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ကြည့်အောင်ပစ္စည်းလေးကိုဒီကောင်လေးကတော့ tripod လေးပေါ့နော်ဘယ်လိုမျိုး tripod လဲဘယ်လိုမျိုးလူတွေသုံးတင်လဲဆိုတာကိုအရှင်းဆုံးနဲ့အတူချုပ်ကျွန်တော်ပြောပြပေးမယ်ကျွန်တော်ဆိုလို့ရှိရင်လည်းတွေးကြရနေရာမှာ tripod ချောင်းကိုယူရတယ်ယူရပြီးကိုယ့်ရဲ့စိတ်ကူးပေါက်ရဗီဒီယိုကိုအတွေးထဲမှာဖြစ်လာတဲ့ဟာကိုကရိုက်ကူးတဲ့လူပေါ့နော်သူများတွေလို့ content creator တွေလို့ကြကြနာနာကျွန်တော်တို့ကလုံနေတဲ့လူတွေမဟုတ်ပေါ့နော်ဝါဒနာရှင်အဆင့်တွေပေါ့နော်ဘယ်သူတွေသုံးတင်နေလဲဆိုတော့စီးပွားရေးအတွက်လိုက်လွှင့်တာပဲဖြစ်ဖြစ်စာတင်တာပဲဖြစ်ဖြစ်ဒီလိုမျိုးလူတွေအတွက်လည်းသုံးတဲ့တယ်ဒီလောက်တူတူလေးကဒီလိုမျိုး live လွှင့်ဖို့အတွက်ဘာကြောင့်အဆင်ပြေတာလဲဆိုတာကိုကျွန်တော်ပြီးရင်ပြောပြပေးမယ်နောက်တစ်ချက်ကြတော့ကျွန်တော်တို့ဒီလိုပေါ်စီကနေဟင်းပွဲလေးတွေရိုက်ကူးချင်တဲ့လူတွေအတွက်လည်းဒီကောင်လေးကအဆင်ပြေတယ်။ဘာထူးခြားလဲဆိုတော့ပုံမှန် tripod ဒီလိုမျိုးမဟုတ်ဘဲနဲ့ဒီ handle လေးပါတယ်။ဒါလေးကိုကင်ပြီးတော့ကျွန်တော်တို့အနေနဲ့360အနေထားလေးနဲ့ရိုက်ကူးလို့ရတယ်။ပြီးတော့ဒီထဲမှာဖုန်းဟိုဒါလေးတစ်ခုပါတယ်။သုံးတဲ့ချိန်မှာလည်းဒါလေးကိုမပြီးတော့ဒီကြားထဲမှာကျွန်တော်ဖုန်းလေးကိုထည့်ပြီးတော့360အနေထားနဲ့ရိုက်လို့အဆင်ပြေတယ်ကိုရိုက်ကူးမဲ့အကြောင်းအရာက stable ဖြစ်တယ်ပေါ့နော်လက်တုံတာတွေပါတယ်မဖြစ်တော့ဘူးပေါ့နော်ဒါလေးကသူ့ရဲ့ထူးခြားချက်ပေါ့နော်နောက်တစ်ခုကကြတော့သူကဘုံ90နဲ့ပေါ့နော်ဘယ်လိုမျိုးဘုံ90လဲဆိုတော့ကျွန်တော်နောက်တာပါသူ့ရဲ့ tripod အရှိကပုံမှန် U tripod တွေထက်တော်တော်လေးကိုရှည်တဲ့အနေထားတစ်ခုမှရှိတယ်ဒီတောက်တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့မြင်တွေ့နေကြပုံမှန်ရိုးတောက်တွေလို့မဟုတ်ဘဲနဲ့တော်တော်လေးကိုခိုင်ခန့်နဲ့တည်တည်ချာလေးလှုပ်ထားတာကိုတွေ့ရတယ်ဒါဆိုလို့ရှိရင်လည်းအလူမီနီယံလွိုင်းနဲ့လှုပ်ထားတာကိုမြင်ရမယ်နောက်တစ်ခုကကြတော့ချစ်သူရည်စားမရှိလို့တယောက်တည်းသွားရတဲ့လူတွေပဲဖြစ်ဖြစ်ကိုတယောက်တည်းခီးသွားတာကိုနှစ်သက်တဲ့လူတွေပဲဖြစ်ဖြစ်ကိုအနေနဲ့ရှုခင်းရှုခွက်တွေကိုကျွန်တော်တို့ကဒီ tripod လေးကိုထောက်ပြီးတော့ Bluetooth နဲ့လည်းရိုက်လို့ရပါတယ်သူ့မှာ Bluetooth နဲ့ချိတ်ဆက်ပြီးတော့ရိုက်ကူးဖို့အတွက် remote လေးတစ်ခုပါပါတယ်နောက်ထပ်သူ့မှာပါတဲ့တစ်ချက်ကတော့ GoPro ဓမားတွေအတွက် fan hat တစ်ခုပါမယ်ဒီထိန်းနာလေးမှာဈေးနှုန်းကတော့ကျွန်တော်တို့ပုံမှန်အတွေ့များတဲ့ tripod တွေလိုမျိုး4-5တောင်းဝန်းကျင်တော့မဟုတ်ဘူးသူကနည်းနည်းတော့ပိုတယ်quality တခုကိုပဲကြည့်မယ်ရေရှည်ကောင်းဖို့အတွက်ပဲဆိုလို့ရှိရင်ဒီကောင်ကရွေးချယ်တင်တဲ့ထဲမှာပါတယ်ဈေးနှုန်းကတော့8000ဝန်းကျင်မှာဖြစ်လိမ့်မယ်ဒီလိုမျိုး content creator တွေအတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့လိုမျိုးဝါနာရှင်တွေအတွက်ပဲဖြစ်ဖြစ်တနေရာထဲနဲ့တွားရောက်ရွေးချယ်လို့ရမယ့်ဆိုင်တစ်ခုကိုကျွန်တော်ညွှန်းပေးမယ်ဆိုင်နာမည်ကတော့ A-Ray ဖြစ်ပါတယ်ကျွန်တော်အရင်တည်းကသူ့စီမှာဝယ်ယူအားပေးခဲ့တာဖြစ်တယ်ပေါ့နော်တခြားဒီလိုမျိုး content video တွေရိုက်ကူးဖို့အတွက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်နဲ့ပဲဖြစ်ဖြစ်လိုအပ်တဲ့ camera accessory တွေအကုန်လုံးသူ့နာမှာရှိပါတယ်မောင်နိုမိုက်ခရိုဖုန်းလိုမျိုးနာမည်ကြီးပြီးတော့ဈေးတင်တဲ့မိုက်ခရိုဖုန်းတွေအားစားသူ့မှာရှိတယ်။ဆိုင်လိပ်စာလေးကိုလည်းကျွန်တော် comment မှာရေးထားပေးမယ်။ဆိုင်ခွဲတွေလည်းရှိတာဖြစ်လို့ကိုယ်နဲ့နီးစပ်ရာဆိုင်မှာတွားရောက်ဝယ်ယူလို့ရပါတယ်။ Okay ဒီလောက်ပါပဲ။